ကဘာတဝင်းမှာရှိတဲ့ကျောင်းဝတ်စုံတွေဟာယဉ်ကျေးမှုနဲ့ fashion ကိုဖော်ပြနေကြတာပါအဲ့ဒီကမှလူကြိုက်အများဆုံးနဲ့အလှပဆုံးလို့သတ်မှတ်ခံထားရတဲ့နိုင်ငံ9နိုင်ငံရဲ့ကျောင်းဝတ်စုံတွေကိုတင်ဆက်ပေးသွားမှာပါနံပါတ်5အင်္ဂလန်ဗြိတိန်နိုင်ငံရဲ့ကျောင်းဝတ်စုံတွေဟာကမ္ဘာမှာရှေးအကျဆုံးဖြစ်တယ်လို့အင်မတန်မှလည်းစနစ်တကျပြီးခံရပါတယ်အနောက်တိုင်းဝတ်စုံအပြည့်ဖြစ်တဲ့ blazer အပေါ်အင်ဂျီနက်ကတိုင်နဲ့ပေါင်းကြီးရှည်ဒါမှမဟုတ်စကတ်တို့ကိုဝတ်ဆင်ကြပါတယ်။ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းလူကိုတစိမ့်တွေကဂုံယူစရာအမှတ်အသားတစ်ခုဖြစ်ပြီးကျောင်းသားတွေကိုလူကြီးလူကောင်းဆန်တဲ့ပုံစံပေါက်စေပါတယ်။ Harry Potter စကားတွေကလိုခန္ဓာဝင်ဆန်တဲ့ပုံစံမျိုးကိုဒီမှာမြင်တွေ့နိုင်ပါတယ်။နံပါတ်4တောင်ကိုရီးယားကျောင်းဝတ်စုံတွေကတော့ K-drama နဲ့ K-pop ကြောင့်တစ်ကမ္ဘာလုံးကလူငယ်တွေရဲ့အကြိုက်ဆုံးဖြစ်နေတာပါ။ခေတ်မီတဲ့ဒီဇိုင်းကြက်ကြက်မြက်မြက်နဲ့စမတ်ကျတဲ့ပုံစံမျိုးဖြစ်ပါတယ်။ကွက်ကြားစကတ်တိုးလေးတွေနဲ့လိုက်ဖက်တဲ့ကုတ်အင်ဂျီလေးတွေကအရန်ကို fashion ကြပါတယ်။ဝတ်စုံတွေကလူငယ်ဆန်ပြီးတက်ကြွတဲ့ပုံစံမျိုးကိုအသားပေးထားတာကြောင့်ကျောင်းဝတ်စုံလို့တော့မထင်တာပဲလမ်းလျှောက်ထွက်လို့ရတဲ့အထိလှပပါတယ်။နံပါတ်3ဂျပန်ကျောင်းဝတ်စုံတွေကိုတော့စေဖူကုဝတ်စုံကကမ္ဘာမှာနာမည်အကြီးဆုံးပါပဲ။အန်နီမေတွေထဲမှာမြင်တွေ့နေရတဲ့အတိုင်းအရန်ကိုချစ်ဖို့ကောင်းပါတယ်။ဆေလာဆုလို့ခေါ်တဲ့ရေတက်ဝတ်စုံပုံစံမျိုးနဲ့အနောက်တိုင်းစစ်တိုင်းဘလီဇာဝတ်စုံဆိုပြီးနှစ်မျိုးတွေ့ရတတ်ပါတယ်။ခြေအိတ်ရှည်ရှည်အေးတွေနဲ့လွေအိတ်ပုံစံတွေကအစလိုက်ဖက်ညီအောင်စီစဉ်ထားတာကြောင့်ဂျပန်ကျောင်းလူတွေတွေကအရန်ကိုချစ်ဖို့ကောင်းပြီးထူးခြားတဲ့အလှတွေရှိပါတယ်။နံပါတ်2ထိုင်းနိုင်ငံရဲ့ကျောင်းဝတ်စုံတွေဟာရိုးရှင်းပေမဲ့အရန်ကိုတန့်ရှင်းသက်ရက်ပြီးကြီးကောင်းပါတယ်။အင်ဂျီအဖြူလက်တို့နဲ့အပြားရိပ်ညောင်သို့မဟုတ်အနက်ရောင်စကက်ပေါင်းကြီးကိုတွဲဖက်ဝတ်ဆင်ကြပါတယ်။တက္ကသိုလ်ကျောင်းသားတွေအတွက်ကတော့ခါးပတ်နဲ့ရင်ကျို့တစိမ့်လေးတွေကအလှဆင်ပစ္စည်းဖြစ်လာပါတယ်။2013ခုနှစ်ကစစ်တမ်းတစ်ခုမှာထိုင်းကျောင်းဝတ်စုံကကမ္ဘာမှာအစွဲဆောင်နိုင်ဆုံးကျောင်းဝတ်စုံလို့သတ်မှတ်ခံခဲ့ပူပါတယ်။ရိုးရှင်းမှုထဲကအလှတွေအားကိုဒီမှာတွေ့နိုင်ပါတယ်။နံပါတ်1ဗီယက်နမ်ကမ္ဘာအလှပဆုံးကျောင်းဝတ်စုံစီးရင်ရဲ့နံပါတ်1နေရာမှာတော့ဗီယက်နမ်နိုင်ငံကအောက်တိုင်းဝတ်စုံကရပ်တည်နေပါတယ်။ရိုးရာဝတ်စုံကိုကျောင်းဝတ်စုံအဖြစ်အသုံးပြုထားတာဖြစ်ပြီးဘေးကွဲပါတဲ့အင်ဂျီအရှည်နဲ့ပေါင်းကြီးပွားကိုတွဲဖက်ဝတ်ဆင်ရပါတယ်။အများအားဖြင့်ကျောင်းသူလေးတွေကအဖြူရောင်စင်ကြဲတဲ့အောက်တိုင်းကိုဝတ်ဆင်ကြပါတယ်။ဒီဝတ်စုံဟာမင်းကလေးတွေရဲ့ကိုဟန်ချက်အလှကိုပေါ်လွင်စေသလိုလိုင်းလျှောက်လိုက်တိုင်းလွင့်ပြန်နေတဲ့အင်ဂျီစအလေးတွေကနတ်သမီးလေးတွေလိုနုနယ်ပျော့ပြောင်တဲ့အလှမျိုးကိုပေးစွမ်းပါတယ်။ဒါကြောင့်လည်းဗီယက်နမ်ကျောင်းဝတ်စုံကကမ္ဘာမှာအလှပဆုံးနဲ့အရင်ကျေးဆုံးလို့အတိမတ်ခံရတာဖြစ်ပါတယ်။